စီပေါစာရင်အတွင်းမှာတေဆုံးနေတဲ့အမျိုးသားနှလောင်းကိုတွေးရှိခဲ့တဲ့အတွက်ဒေသခံတွေကတခြားနေရာမှာလူတက်မှုဖြစ်ပြီးတော့အဲ့ဒီစီပေါစာအတွင်းမှာလာထည့်ခဲ့ကြတာတို့ထင်ခဲ့ကြပေမဲ့ဆရာဝန်တွေရဲ့ပြောပြချက်အရအဲ့ဒီနှစ်ယောက်စလုံးကအောက်ဆီဂျင်ပြတ်ပြီးတေဆုံးသွားတာတဲ့ဖြစ်တာကြတော့ဖေဖော်ဝါရီလ10ရက်နေ့မော်ဘီမြို့နယ်ဗိုလ်ကြီးကြီးကမြို့လျှောက်လမ်းပေါ်မှာရှိတဲ့ဒီစီပေါစာရင်ကရက်ထားတာတော်တော်ကြာနေပြီမဲ့ဒါပိုင်ရှင်လည်းမတွေ့ဘူးရင်မောင်းလည်းမတွေ့ဘူးရင်ကူးလည်းမတွေ့တဲ့အတွက်ကိုဒါတက်ဆိုင်ရာကိုအကြောင်းကြားလိုက်လို့ဝင်ရောက်ရှာဖွေတဲ့ချိန်မှာအဲ့ဒီစီပေါစာရင်အတွင်းမှာတေဆုံးနေတဲ့အမျိုးသားအလောင်း2လောင်းကိုတွေးရှိခဲ့ရတာတဲ့ဒါဆရာဝန်ပြောတာကြောင့်အောက်ဆီဂျင်ပြတ်ပြီးတီးသွားပါဘောနော်အဲ့ဒီမှာသိချင်တာလေအဲ့ဒီစီပေါစာတွေကတန်ရှင်းလောက်ကလားဟလားတကယ်လို့တန်ရှင်းလောက်ရတယ်ဆိုရင်ကွာစီပေါစာကြီးကအကြီးပဲကျမစိတ်ထဲပေ40လောက်တော့ရှိမလားမသိဘူးပေါ့နော်အဲ့ဒီဥစ္စာကိုသူကတန်ရှင်းလောက်ရတယ်ဆိုတော့သူရှိတာအပေါက်လေးတစ်ပေါက်တည်းအဲ့အပေါက်လေးတစ်ပေါက်တည်းကိုဝင်ပြီးတန်ရှင်းလောက်ရဆိုအခုလို့အောက်ဆီဂျင်ပြတ်ပြီးဒါတိတ်ဆုံးသွားပါဒါဆိုငကိုတွေကလည်းသူတို့ကအဲ့လိုစီးပေါက်စာအတွင်းကိုတန်ရှင်းလုံးနေကြရတာအဲ့လိုလားကျမမသိလို့မေးကြည့်တာကျမထင်တာကြတော့လေစက်တွေနဲ့တန်ရှင်းလောက်တာထင်တာဒီအပေါက်ကောင်နော်ဒီစီထဲတဲ့အပေါက်ပေါ့အဲ့အပေါက်ထဲကနေကျမတို့စက်တွေနဲ့လေစက်တွေနဲ့တန်ရှင်းလောက်တွေထင်နေရအခုကျမှသူတို့ကဒီရေစီတိုင်ကြီးအတွင်းကိုဆင်းပြီးတော့ဒါတန်ရှင်းလောက်တွေဆိုတော့အဲ့စီငွေတွေကမရိုက်ဘူးလားမသိကိုအထင်ပြပြတာပါဒါကတော့မှော်ဘီမြို့နယ်မှာဒါစီတိုင်ကြီးတွေကိုတန်ရှင်းလုပ်ပြီးတေဆုံးသွားတာတဲ့သူတို့2ယောက်တေဆုံးသွားတဲ့အချိန်မှာဘယ်သူမှမသိလိုက်ဘူးပေါ့နော်အဲ့တော်တော်တနာဖို့ကောင်းတယ်နော်သူတို့ရောတီးတယ်ရောတီးသွားရဲလာတော့မသိဘူးဒါတော့ဟိုမှုခင်းတော့မဟုတ်ဘူးကွာတမယူကြဒါပေမဲ့တတိမထားမလိုက်တဲ့ဖြစ်စဉ်ကနေအသက်တေဆုံးသွားတာဒါဖေဖော်ဝါရီလ10ရက်နေ့ကဖြစ်သွားခဲ့တာပေါ့နော်